ယိုးဒယားမြန်မာနှစ်နိုင်ငံဟာနှစ်ပေါင်း300အတွင်းမှာအကြီးအကျယ်တိုက်ပွဲပေါင်း44ကြိမ်ထက်မနည်းရင်ဆိုင်တိုက်ခိုက်ခဲ့ကြပြီးနှစ်နိုင်ငံလူအသက်ပေါင်းတန်းနဲ့ချီတေကျေပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။ဒီနှစ်ဆက်တရားစုပြစ္ဆုတ်ပံမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံသားလူငယ်ရောက်100မှာ80လောက်ဟာထိုင်းနိုင်ငံကိုဒုတိယမိခင်နိုင်ငံလို့ဆိုရလောက်အောင်တွားရောက်အလုပ်လုပ်ကိုင်နေထိုင်ကြပါတယ်။ဒါကြောင့်ကိုမိမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့ရဲ့အတိတ်ကမ္ဘာရန်ဘက်ကြီးဖြစ်ခဲ့စဉ်ကဖြစ်ရမှန်တမိုင်းကြောင်းတွေကိုတေးသေးချာချာသိရှိထားဖို့လိုအပ်မယ်လို့ထင်ပါတယ်။ကျွန်တော်တိုင်းလွယ်ဝမှတမိုင်းဖြစ်ရမှန်တွေကိုရှာဖွေတင်ဆက်ပေးသွားပါမယ်။ကျွန်တော်ကိုနောက်ထပ်ရှာဖွေတင်ဆက်ဖို့အားအင်ဖြစ်လိုက်နဲ့ share တစ်ချက်လေးပဲနှိပ်ပေးပါလုံလောက်ပြီးတော့ကျွန်တော်ရှာဖွေတင်ဆက်ထားတဲ့ချက်လက်များအမှားယွင်းရှိရင်လည်း comment မှာအကြံပြုပေးနိုင်ပါတယ်။ comment တိုင်းကိုလည်းကျွန်တော်ကိုယ်တိုင်ပြန်လည်ဖြေကြားပေးပါမယ်။အပိုင်းတက်စစ်ပွဲရေအတွက်နဲ့ခေတ်ကာလများတမိုင်းမှတ်တမ်းတွေအရယိုးဒယားနဲ့မြန်မာဟာစုစုပေါင်း44ကြိမ်ထက်မနည်းနှစ်ပေါင်း300ကျော်ကြာအောင်စစ်ဖြစ်ခဲ့ကြပါတယ်။ဒါဟာအယုဒ္ဓယခေတ်ကနေစပြီးတုံပူရီခေတ်ရတနာကိုဆင်းယခုဘန်ကောက်မြို့ခေတ်ဦးအထိကြာမြင့်ခဲ့တာပါပထမဆုံးစစ်ပွဲကတော့ဟန်တာဝရီခေတ်မင်းတရားရွှေထီးနဲ့ဖရင်နောင်မင်းတရားကြီးတို့လက်ထက်ကနေအယုဒ္ဓယဘုရင်နရဲစွမ်လက်ထက်အထိ90ခုနှစ်ကြာစစ်မီတောက်ခဲ့ပါတယ်ထိုင်းဘုရင်နရဲစွမ်ရဲ့ကိုရေးရာဇဝင်ကနင်းနေစိတ်ဝင်စားဖို့ကောင်းလို့ပြောပြချင်ပါတယ်သူဟာအယုဒ္ဓယမင်းဆက်ရဲ့နှစ်ဆက်တပါးမြောက်ဘုရင်ဖြစ်ပြီးထိုင်းသမိုင်းမှာအထွတ်အမြတ်ထားရဆုံးမင်းတပါးပါAD 1555မှာဖွားမြင်ပြီး1590မှာနန်းတက္ကာ1605ခုနှစ်သက်တော်90ဝန်းကျင်မှာပဲနတ်ရွာဆန်ခဲ့လို့အရန်ငယ်ရွယ်စဉ်မှာပဲဆုံးပါခဲ့တာလို့ပြောလို့ရပါတယ်။ထူးခြားတာကနရဲစွမ်ဟာငယ်စဉ်မှာမြန်မာဘုရင်ဖရင်နောင်မင်းတရားကြီးရဲ့ဟန်တာဝရီနေပြည်တော်မှာတားစာခံအဖြစ်6နှစ်ကျော်ကြာအောင်မြန်မာနိုင်ငံမှာနေထိုင်ခဲ့ရတဲ့ထိုင်းဘုရင်တစ်ပါးပါသူဟန်တာဝရီမှာရှိနေစဉ်အတွင်းမြန်မာတို့ရဲ့စစ်အသက်ပညာနဲ့ဗျူဟာတွေကိုအသေးစိတ်လေ့လာခွင့်ရခဲ့ပါတယ်။ဖရင်နောင်နတ်ရွာဆန်ပြီးနန္ဒဘုရင်လက်ထက်မှာတော့အင်ရှေမင်းသားနရဲစွမ်ဟာအယုဒ္ဓယကိုပြန်လည်ရောက်ရှိခဲ့ပြီးမြမလက်အောက်ကနေလွတ်မြောက်ဖို့အမြဲတမ်းစ조사ခဲ့ပါတယ်။သူ့ရဲ့သမိုင်းမှာအထင်ရှားဆုံးကတော့ AD 1593မှာဖြစ်ပွားခဲ့တဲ့နောင်ရိုးတိုက်ပွဲပါဒီတိုက်ပွဲမှာနရဲစွမ်ဟာမြမအိမ်ရှိဆန်မဟာဥပရာဇာနဲ့ဆင်စည်းချင်းတိုက်ခိုက်ခဲ့ပါတယ်။ထိုင်းရာဇဝင်မှာတော့နရဲစွမ်ကမဟာဥပရာဇာကိုစင်ပေါ်မှာတင်အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့လို့အယုဒ္ဓယလွတ်လပ်ရေးရခဲ့ရလို့အခုထက်ထိစာတင်ကျောင်းတွေမှာတင်ကြားနေစေပါဒါပေမဲ့မြမရာဇဝင်မှာတော့မဟာဥပရာဇာဟာရန်သူမြောက်ဆန်ထိမှန်ပြီးကြာဆုံးခဲ့ရတယ်လို့ကွဲလွဲစွာမှတ်တမ်းတင်ထားပါတယ်။အပိုင်း1စစ်ဖြစ်ရခြင်းအကြောင်းရင်းများနဲ့နောက်ွယ်ကရှိုးဝှက်ချက်များထိုင်းလူမျိုးအတော်များများကဟန်တာဝရီနဲ့စစ်ဖြစ်တာကိုမွန်လူမျိုးတွေနဲ့ဖြစ်တယ်လို့ထင်နေကြဆဲပါအကြောင်းကတော့ဟန်တာဝရီဟာမွန်တို့ရဲ့နေပြည်တော်ဟောင်းဖြစ်ခဲ့ဘူးလို့ပါဒါပေမဲ့တကယ်တမ်းတိုက်ခိုက်ခဲ့တဲ့ဘုရင်တွေဟာမြန်မာတောင်ငူမင်းဆက်တွေဖြစ်ပြီးမွန်နဲ့မြန်မာကိုတနိုင်ငံတည်းအဖြစ်ပေါင်းစည်းထားတဲ့အချိန်ပဲဖြစ်ပါတယ်စစ်ဖြစ်ရတဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုကြည့်ရင်တဲ့အချက်တားစာအာဏာချက်ထွင်ခြင်းအရှိတောင်အာရှမှာစကြဝဠာမင်းအဖြစ်အတိမတ်ပြုခံရဖို့စ조사ကြတာပါစင်ဖြူတော်အရေးခင်စင်ဖြူတော်ဟာဖုံးတန်ခိုးရဲ့ပြုတ်ဖြစ်လို့အကြောင်းပြပြီးစစ်မီးမွေးခဲ့ကြပါတယ်ဥပမာဖရင်နောင်မင်းတရားကြီးရဲ့စင်ဖြူရှင်စစ်ပွဲ3လူအင်အားစုဆောင်းခြင်းထိုခေတ်ကစစ်နိုင်တဲ့သူဟာတစ်ဖက်နိုင်ငံကလူတွေကိုမိမိနိုင်ငံထဲဖမ်းဆီးခေါ်ဆောင်လေးရှိပါတယ်ဒါဟာစိုက်ပျိုးရေးနဲ့စစ်ရေးအတွက်အရေးကြီးတဲ့အရင်းမြစ်ဖြစ်လို့ပါပထဝီဝင်နေထားတနင်္သာရီဒေသကမြိတ်ထားဝယ်စိတ်ကမ်းမျိုးတွေဟာကုန်သွယ်ရေးအတွက်အလွန်ရေးပါလို့နှစ်နိုင်ငံကြားအမြဲလူရက်ခဲ့ကြပါတယ်ကြားခံနယ်မြေများယခုရှမ်းပြည်နယ်အရှေ့ပိုင်းကိန်းတုံကိန်းဟိုင်းကိန်းမိုင်နဲ့လာအိုနိုင်ငံကလန်ဆန်းဒေသတွေဟာတားစာလွဲပြောင်းမှုအများဆုံးခံခဲ့ရတဲ့နယ်မြေတွေဖြစ်ပါတယ်ထူးခြားသောအချက်အလက်များစိတ်ဝင်စားစရာတစ်ခုကတော့ထိုအချိန်မှာနှစ်နိုင်ငံစလုံးဟာပေါ်တူဂီကျေးစားစစ်တီတွေကိုငှားရမ်းပြီးခေတ်မီအမြောက်နဲ့တင်နက်တွေကိုကင်တွယ်ခိုင်းခဲ့ကြပါတယ်ပေါ်တူဂီလူမျိုးချင်းဖြစ်ပေမဲ့အလုပ်ရှင်မတူတဲ့အတွက်စစ်မြေပြင်မှာပြန်တိုက်ခဲ့ကြရတာပါဘေးဒင်ရပြယုံကြည်မှုမှာလည်းနှစ်ဖက်စလုံးကစစ်မထွက်ခင်နေ့ရက်အချိန်နာရီကိုတွက်ချက်ကြသလိုတစ်ဖက်နိုင်ငံကန်စာရာနှိပ်ပါအောင်မျိုးရိုးအောက်မှာရပြပစ္စည်းတွေခိုးမြုပ်ခဲ့တယ်ဆိုတဲ့တပ်တွေလည်းရှိခဲ့ပါတယ်နောက်ဆုံးတိုက်ပွဲနဲ့အနိုင်အရှုံးနှစ်နိုင်ငံကြားနောက်ဆုံးတိုက်ပွဲဟာ AD 1849 1854ဝန်းကျင်ကကိန်းတုံစစ်ပွဲဖြစ်ပါတယ်ယိုးဒယားဘုရင်ယာမ3နဲ့ယာမ4တို့လက်ထက်မှာကျိုင်းတုံကိုသိမ်းပိုက်ဖို့အင်အား9000ကျော်နဲ့3ကျိန်တိုင်တိုင်ဝိုင်းရံခဲ့ပါတယ်ဒါပေမဲ့ကိန်းတုံစော်ဘွားနဲ့မြန်မာတပ်တွေပူးပေါင်းခုခံလို့ထိုင်းတပ်တွေအထိနာပြီးဆုတ်ခွာသွားခဲ့ရပါတယ်ဒီစစ်ပွဲဟာစင်တက်မြင့်တပ်တွေနဲ့ဓာချင်းခုတ်တိုက်တဲ့ရှေးဟောင်းစစ်ဗျူဟာတွေရဲ့ညီကုန်းပါပဲအနိုင်ရှုံးကိုကြည့်ရင်စစ်ရေးအရမြန်မာကတိုက်ပွဲတွေမှာအနိုင်ရတာများပေမဲ့နိုင်ငံရေးနဲ့ရေရှည်တည်တတ်မှုအရယိုးဒယားထိုင်းကစစ်ပွဲကြီးတစ်ခုလုံးမှာအောင်မြင်သူအဖြစ်ရပ်တည်နိုင်ခဲ့တယ်လို့ဆိုရမှာပါ